Hey, hello မင်္ဂလာပါ Hi အဲဟိုကဘေးကလည်းမသိဘူးနော် ya le sa buku wa ဟုတ်ကဲ့ဝမ်းသာပါရင်နော် tu ya la wan da ba ye စားပြီလား ku ba sa bi bi ဟုတ်ကဲ့ကျွန်တော်မစားသေး me ဘူး ne ဘာမှ phu မစား nya la me ma ya wa la မင်းမင်းမရသေးဘူးလူပြိုa လေ lu pyo so yi sa ga pyo lu ya la မလုံးနဲ့ရေးစားတွေများနေလို့ရေးစားတွေများနေလို့လက်လျှော့ထားရတာ be lo yi sa mya me ya u yi sa ga pyo chin lo မလုံးနဲ့ဒီကတုံနေပြီနော်ဒီကကြောက်နေပြီနော် ya ma la yi sa ga pyo mo lo de ke chwe lo de e da ma lai la sao ni ya lai lwe ma la so lo မလုံးပါနဲ့ lai lwe ya ma lu nya sai ba yi sa ga pyo mo lo le ဘကိုးသူတွေကြောက်တယ်ဘကိုးသူတွေကြောက်တယ်မပြောပါနဲ့နော် me ya bu pyo ma be အေး lu nya da lo ဟမ် လူများစိတ်မှလာပြောတာတော့じゃ2ယောက်တည်းပြောရရင်မှမယုံမှဆိုလို့လေ မဟုတ်ဘူးလေပြောရင် messenger ကပြောပေါ်ဒီလို live လွှင့်နေတဲ့အခါပြောလို့ဘယ်ကောင်းမလဲနော် ။အော်သူတို့ live လွှင့်တဲ့အခါကျလူအများစီရတယ်အဲ့ကြောင့် မလုပ်ပါနဲ့ဒီမှာတကယ်ကြီးသုံးပါပြတက်လာတာ မရဘူးလို့ဟုတ်တယ်လေချစ်တာတားလို့မရတာဘလို့သူကမိမရှိရေးရှိမသိဘူး အဲ့လေပြောတော့ဘကိုးသူဆိုပြောတဲ့စကား ရေးသားများရင်ကွာပေးဖို့ဒါပဲရှိတယ် မလို့ပါလို့ဖြစ်နေတာမလို့ချင်ပါဘူးဗျာအေးစင်နေပါရတယ်နော် မရဘူးရေးသားရှိရင်ကွာပေးတာပဲမရဘူးချစ်လို့ပါဆိုတော့မလုပ်ပါနဲ့ဆိုနေကလေဘေးကလေအခုစားရီနော် ဘကုစားတိ ကောင်းတယ် မရအောင်နော်မရအောင်နော် ဘာကြောင့်ပြောလေ တော့ပြောလိုက် လူပြိုကြဗျာလူပြိုဖေးရ ငါကတော့တော့တောင်းငါပြလာမေးအခုလိုရမေးပါ Wait. Go. Auntie. Meow. Yi ra cái làပြောတာကိုတူတယ်အောင်အောင်ကိုတူတယ် ရမလား အဲ့လိုက်ကိုလာဆောက်နေရသူများရှိမှတော့ပြောမယ်တော့ဒါနဲ့အောင်သေးပြောလို့ရှိရင်မယုံပါဆိုလို့ ဟာမင်္ဂလာပါအခုနဟိုဟာနေမေးစရဖုန်းလာလို့နေမေးတော့ပေးလိုက်တာမပေးလိုက်တာအေးလာဘာကန်ထားလို့ အဖြေပေးကြိုက်အဖြေပေးရေးသားရှိဖြတ်တာပဲမနိုးရရှိရခိုင်လာတော့မှတရင်ကျရခိုင်လာမှာတာတမ်း မလောက်ပါနဲ့ဗျာအေးတော့မလို့ကျွန်တော်အေးစစ်နေတာကိုနော် တကယ်ပြောတာ ဟမ် တကယ်ပြောတာ ဟာတကယ်လေဆက်ဘူးလားငါလေဆက်ကြကြီး ဆက်เสียလားလို့ကြက်လို့ နေမကြတဲ့ငါချက်တယ်နေမကြ ဟာဘာဖြစ်လဲ ဟမ် ဘာဒါဆက်เสียမှာမဟုတ်တာဆက်တော့ကြိုက်တာဆက်เสียမှာမဟုတ်တာဟာ ငါချက်လာပြီငါတော့ဒီကမရှိတော့ဘူးမျက်နှာ လာတောင်းမယ်တကယ်မှတရင်ကြရခိုင်လာမလာတောင်းတော့မှာမရတော့ဘူးကြိုက်ပြီဆိုမရတော့ဘူးဘိုးသူကလို့မသိရမလား မ ကြို လုံး က်ပြီ နဲ့ ဆိုမရတော့ မလုံးနဲ့အဲ့ရ မရအမေတို့လက်ပြောတောင်းတော့မှာ နေငါရဲ့နေရာသိလို့လား တီးတယ်လေ သိတယ်ဘေးကသိလေ ဗဇက်ပါရောရောက်တဲ့ကိစ္စကို အေးလိုင်းထွက်ပြနေပါနေတော့ တပြေလို့မရဘူးလိုက်ဖာဆောက်တယ် မလုံးနဲ့ဟိုမှာလူတွေဝမ်းကျင်နေကြငါချက်လာပြီနေကလေ ဘယ်လိုဆက်တယ်လဲဟောဆက်เสียမှာမဟုတ်တာမေးတယ်တို့ဆက်เสียလားမေးသေးရဟုတ်လို့လားဆက်เสียမဟုတ်နော်ကြိုက်ရချက်เสียလားမဟုတ်ဘူးလေမဝင်ခံရတယ်သိရမလား နေကလေ ဆက်နဲ့ရှစ်လိုက်တဲ့သူများတွေပြောနေမှာပဲဆက်နဲ့ရှစ်လိုက်တဲ့ပြောနေကြိုက်လို့ကြိုက်တာပြောရတယ်ဟုတ်တယ်တို့ထောက်ခဲ နေကလူကြောက်တယ်လူကြောက်တယ်ပဲချက်ပြောနေတယ်နေကငါမစရလာပြောပြရတော့ လူမစင်ကြားမပြောရှင်လေလူများနဲ့ပြောမှရှုံးပါဘူးမစင်ကြားများလည်းပြောတော့အပျော်ထားတဲ့ပြောမှဆိုလို့ဒါလူအများနဲ့လာပြောတာ မထားချင်လို့အသက်20ကျော်လာပြီ30ဒီပါကလာပြီမထားချင်လို့အေးလီလိုနေတာဖြစ်ပေါ်နေတာ မရဘူးအရင်မထားခြင်းအခုထားလိုက်ရအောင်မရဘူးမရဘူးသူ့ဆိုသူ့ပဲဒါပဲကြိုက်လို့ကြိုက်ရပါ မလောက်ပါနဲ့ဗျာအေးစစ်နေပါရစေဦးနော်အသက်ကအခုမှ28 29ပဲရှိသေးတာ
你要不要去的？ 21哦，你是在克里夫西的喏。ကလေးပဲဖြစ်တယ်ဒါပေမဲ့မင်းကကလေးနဲ့အချင်းနဲ့မဆိုင်ကလေးလည်းဖြစ်တယ်ဟုတ်တယ်မလားမသိ အေးစင်နေပါဟေးအေးစင်နေပါဒီမှာလူတွေအများကြီးကျင့်နေတာဆက်ဖို့ကောင်း အဲ့လူများတမီးရဆိုပဲအဲ့လူများအချင်းမလားပြောရလေ ငါနားတော့ဆိုရင်လေ live လေးမှာတော့ရှက်တော့မှာနေဒီလုံးနေလေလဲတော့လွန်ထွေးရမှာမလို့ ဘာဖြစ်လို့ဆက်စရာမဟုတ်တာအချင်းရဆက်စရာလားမေးကြည့်တော့တို့မေးကြည့်လိုက် နေမချက်လည်းငါချက်တယ် မစနဲ့လို့ဟာအတီတွဲမဲ့ကိစ္စကိုနောက်ပြီးတွဲမှာမဟုတ်အပျော်တွဲမှာလည်းမဟုတ်အပျော်ကြံမှာလည်းမဟုတ် အပြောကြိုင်းတော့ကောင်းသေးတယ်အတီဆိုမကောင်းဘူးလေငါအတွက် ဘလို့အတီဆိုမကောင်းဒုက္ခပဲတားမရဲ့တားမမရမပေါင်းမဲ့ကိစ္စကိုဘယ်နဲ့အပြောအတီကြံမကောင်းဖြစ်ရ ကြောက်တယ်ငါကြောက်တယ် ဟိုမှာပြောကုန်ကလေးလည်းအချစ်ရှိရပဲဟုတ်တယ်လေကလေးလည်းအချစ်ရှိရဘယ်နဲ့အချစ်ကမဆိုင်တစ်တိကြီးကြီးမဆိုင်လေ အေးစင်နေပါဟေးနေကလေးပဲရှိသေးရနော် မရဘူးလက်တော့မှပြန်လာတော့မှတရင်ကြောပြန်လာလက်တော့မှ ဟာဒီကလည်းမသိဘူး ဘာလဲဘောဘာလို့ပြောနေဟာ ဘကုမရဘူးကျွန်တော်မရဘူးမရဘူးဒါဘကုမရဘူး ရတယ်ရန်ကုန်နဲ့ဘကွာနီးနီးလေး ဟေးမရှိဘူးနေလုံးဘာချစ်ခံနေရကျွန်တော်အေးစင်နေချင်းပါချစ်ခံနေတယ် နော်လို့ နေလို့ယူချင်ယူလိုက်သူဟိုကဘကုအားရှစ်စရာကြီးနေတယ်ကြည့်ရတာဟိုကပတနာခလေး နော်လို့ဆိုဟာသူတို့မချစ်ချင်လို့ဒီမှာလိုက်ကိုယူသားကလာပြောတဲ့ကိစ္စကိုသူတို့ချစ်ချင်သူတို့ပြောမှာပေါ့ နေကြရတော့ငါရှက်နေတယ်ဒီမှာငါရှက်နေပြီဟာ မရဘူးဖြေပေးမလားမပေးလိုက်တာလေတော့ မပေးဘူးဝါရမကျွတ်သေးဘူး ပေးလို့ ဝါရမကျွတ်သေးရ ဘယ်ဝါတော့မကြွတ်တရားဝါကြွတ်နေပြီ မကျွတ်သေးဘူးလေ မကြခင်မဲ့တရင်ကြွတ်တော့မင်းယူလို့ရနေပြီတရင်ကြွတ်ကြရင် no ကျွန်တော်အဲ့လိုမချူဘူး ဘာလဲတရင်ကြွတ်ဆိုယူလို့ရပြီလေ ငါရှက် ဘာချက်လို့မသိဘူးအမငါချက်တယ်မချက်နဲ့မသူများရင်တော့ပြောနေဟာလောက်လိုက်တဲ့ဟုတ်တယ်ဝိုင်းပြောလိုက်အမ ဘာလဲဘာကြလို့နေငါတို့ငွေရှာပြမလား ဟမ် ငွေရှာပြမလားငါငွေဘာမှမရှိတာ ဟာလာတောင်းမှာပါဆိုမှာပဲမွေးရမလို့အမေရှိမရှိဟုတ်တယ်လေအမေရှိမရှိ အမေရှိလို့မရဘူးနေရှာမှအင်းက အပူပါနဲ့ဆိုမှပဲခေါင်းစိတ်ကုန်လေအမေရှိမရှိတယ် ဟဲ့ဒီမှာငါမရှာနေမှာနောက်တစ်ယောက်ရှာလိုက်နောက်ရှာအေးစစ်ပေါ့ မရဘူးလေနော်သူများကြိုက်ရင်သူများသူပြောမှာပေါ့သူကြိုက်လို့သူလည်းပြောတဲ့ကိစ္စကမှလိုက်ဆောက်နေတာလိုက်ဘရောလာလွှင့်မလဲဆိုပြီးတော့ အေးမသိဘူးငါလေးဒီမှာဒီနေ့ကဒီမှာမတွေ့ရကြလို့မနှက်ရကြလို့ဖွင့်လို့လွှင့်လိုက်တာ အဲ့ရီပြတာတွေဒဲကြွေတာမရီပြနေအဆိုတော့နေအာ ဟမ်ဘာဖြစ် မလေးရှားခုနမေ ဘာကြောက်တလားပဲပြောရတယ်အောက်ကလူတွေက ဟမ်အေးလေယူလို့ရနေပြီ နေရပြောရင်မက်ဆေ့ချ်ကပြောလို့ရတယ်ဒီက live လွှင့်နေရမလို့လေ live လွှင့်တာပြော အစင်ညာမပြောချင်လို့ဒီကလာပြောတဲ့ကိစ္စကိုဒီကလာပြောတော့မှဟိုဘက်က friend တွေလည်းတည်ရဒီဘက်က friend တွေလည်းတည်ရအဲ့တော့ကို friend တွေလည်းကြော်ညာပြီးသားဟိုမှာသူတို့တော့ဝင်ပြောကုန်ပြီဟုတ်ပါဟိုမှာမရောက်သွားလေ professor မှာဒေါက်တာရန်တုတ်တာဝင်ပြောကုန်ပြီတွေ့လားနှုတ်လိုက်တော့ ပြေးပါတယ်နေရချင်းလေးလေးနေအေးစစ်နေပြရအေးစစ်နေပြရနော် အဖြေပေးလိုက်တော့ညအောင် နေကအပြေတန်ကယူချင်းလေဘာကိုပြရမလဲမသိဘူး ဒီလားကပြောတော့အဖြေပေးပါဆိုတာဘာပေးရမလဲမသိတော့ဘယ်လိုပြောရမလဲဟိုမှာတယောက်ကလည်းအသေးကွဲသွားပြီတဲ့ဟာခဏနေပါဦးတော့ရီးသားကပြောတာအသေးနောက် နေပြောရတော့ငါချက်လာပြီဟဲ့ ပြောမရရင်ဒါနဲ့ထိုးတာဟုတ်တယ်ပကိုးသူတွေကြောင့်သိရမလားဟိုမှာယောက်ျားကိုဟိုဟာဖြစ်လို့ဖုန်းကြီးမဲ့ဆော့နေလို့ဆိုတူနဲ့ထုတ်တက်လိုက်တာသိရမလားအခုလည်းရီးသားကပြောလို့မရရင်ဒါနဲ့ဒါထိုးမှရခိုင်ပြီ ဒါကြောင့်နေလို့ကြောက်တယ်နေလို့မိမတွေကြောက်တယ်ငါဒါကြောင့်မိမမျိုးကြောက်အေးချမ်းယူချင်တာ
အေးတန်းနေနေတာ အေးကျန်မရဘူးကိုရီးယားချစ်ပြီဆိုမရတော့ဘူးချစ်ကျန်းတယ်တည်ရမှာ ဘာလဲဒါနေကငါလှုပ်ချင်မလို့ပြော ငါလူသက်ရှင်နေတဲ့လောက်ကျွေးမယ်အမေရှိငွေရှိတယ်လို့ပြောနေမလား နေမိမရှိပါငါမိမရှိဘူးလေ အဲ့လေကိုရီးယားဟိုခေါင်းထိကုန်နေမသိဘူးလားသမီးရရင်အမေပါပါမယ်မေပါအမေပြည့်စီပါပါမေပြည့်စီပါမလို့လို့ဆန်ပြောတာ မရဘူးအိမ်ကအဒီမှာရခိုင်မို့လေအိမ်ရခိုင်မို့အိမ်ကနေချမှာသိတယ် မရဘူးအဲ့မှာလာတောင်းမှာမြောက်ခမောက်လဲအမေသဘောတူဘာညာပေါ့ no မရဘူးငါရကမနင်းကိုဆိုပေါ့လေဖြန်းသက်တာပါအဲ့လိုဆို ကလေးပဲဟိုကလေးလည်းချစ်လို့ရတယ်အသက်ကွာကွာမကွာကွာယူဆိုင်နေတယ်ကွာတယ်မကွာရှိ ဟေးရှက်ဖို့ကောင်းလာပြီဘာလို့ပြောနေမသိဘူးနေကမလူတွေမ ဟာရှက်စရာလို့ဟုတ်တယ်ဘာဖြစ်လဲလူများများပါဟိုမှာလူက900ကျော်တော့အဲတို့ရှိမှတို့ရဲတဲ့နေ့မှာပြောတာရှက်စရာမဟုတ် နေမရှက်ဘူးငါရှက်တယ် 900ကျော်တော့ရှိ နေမရှက်ဘူးနော် အသေးခံမလားအဖေပေးမလား2မျိုးတည်းပြီးဟိုမှာရွေးခိုင်းနေ အသေး တို့တော့ရွေးခိုင်းတာအသေးခံမလားဖြေပေးမလား2မျိုးပဲရွေး အသေးတော့ခံမနေတော့မချစ်ဘူးငါ မရဘူး no ဟေးငါရှက်လာပြီငါဒီမှာ live ကိုဒီမှာ live ကိုပိတ်တော့မှာခဏနေ မပိတ်နဲ့ဘာပိတ်မှလဲပိတ်ရအောင်အသေးခံမလားပြန်ကြိုက်မလားဒါပဲပြော ဟောနေမှာဒီစကားမပြောနောက်စကားပြောလေဘာဖြစ်ဖို့မလူအများကြီးမှာ ကြီးသားကပြောနေလို့ဒီလိုက်လာတာလူအဖေပေးမလားမပေးလားနှစ်ခုပဲပြော မဟုတ်လေမိမမအဲ့လိုမနေရဘူးအေးစစ်တွေပေါ့ဟေး ဘလို့လဲမသိဘူးဘဲဟုတ်တယ်မိန်းကလေးတွေယောက်ျားလေးတွေနဲ့မဆိုင်ချစ်တာဗာဆိုင်လို့လဲမိန်းကလေးတွေဘက်ကကြီးသားစကားပြောတဲ့စနစ်ကိုပြောင်းလိုက်ပြီအရင်ကယောက်ျားလေးဘက်ကပြောတာအခုကမိန်းကလေးဘက်ကပြောကိုလေးခေတ်မှာပြောင်းလိုက်ရှိတော့ဒီမှာကြိုက်ပြီဆိုမရတော့တဲ့ပြောလိုက်တော့ဒါပေမဲ့ကိုမပြောရင်စနိုက်ကြော်တွေပါသွားမှပြက်ပါအများကြီးရှိတယ်အဲ့ဒါတွေက ဟဲ့ညငါကြောက်လာပြက်ငါရန်ကုန်လာကြီးမှာမဟုတ်လို့လေရန်ကုန်လာကြီးမှာမဟုတ် လက်တော့ထားမှရမှာ ဟမ် လက်တော့ထားမှရမှာလက်မတော့စနိုက်ကြော်တွေအများကြီး ဘယ်လိုလဲနေကလေးပဲ ကြိုက်လိုက်ပြန်ကြိုက်လိုက်တဲ့သူတို့တော့မြောက်ပေးနေပြန်ကြိုက်တဲ့ဆမှာ no အေးစစ်နေပြစီနော် ကွေးနဲ့ခဲဆိုတာမသိဘူးလားဦးနဲ့ခဲပေါ့ဘာဖြစ်တော့ ဘာလဲနေဟမ်လူကြီး ဦးနဲ့ခဲလေအာဒုက္ခပဲ ဟမ် ဦးနဲ့ခဲလောက်လဲရ လူကကလေးပဲ ဟိုးသူနော်ဘာမှနေတော့ကလေးလည်းကြိုက်လို့ရတယ် ကြိုက်ပါနေ တဲပေါင်တူလား9ပေါင်တူလားပြောဘယ်နှပေါင်တူကြိုက်တယ် ဟမ် ရမကြိုက်ရင်တူနဲ့ထုမှာ ဒီလိုမျိုးကဘိုးမကြိုက်တာဒီလိုထို့မှာခွတ်မှာဘိုးကြောက်ဖို့ကောင်းတယ်မိမတွေကဒါကြောင့်အေးစစ်နေ ရမကြိုက်ရင်တူနဲ့ထုခံရမှာဘာမှနေတော့မကြောက်တော့ဘူးထင်တယ်ဘကိုးသူမကြောက်တော့ဘူးထင်တယ်ဟာလား ဒါဆိုနေကနေကရခိုင်သားမကြောက်ဘူးလားဒီကရခိုင်သားမကြောက်ဘူး ကြိုက်ပါဦးမကြောက်လို့လာမကြောက်လို့ရခါသားပေါ်မှာလူအများရှိမှရီးစားစကားလာပြောတဲ့ကိစ္စနာဘယ်နဲ့ သင်ကပြောတယ်ငါကြောက်ငါချက်တယ် မသူများပြောနေတနာပါတယ်ပြန်ချစ်ပေးလိုက်တယ်ပြန်လှုပ်လိုက်တော့ နေကဒါပဲကြည့်နေတာ အဲ့မရီးသားနဲ့အဲ့ရီးသားတွေကျွလို့ရီးသားစကားလာပြောနေမရီးသားနဲ့ဟာ မရှိလို့ငါရေးရှင်နေတော်တော် အာဒုက္ခပဲကဲအဖြစ်ပေးမှလားတူရင်းမှာကိုရဘဘဲဆရာသမီးနော် ငါချက်လာပြီလိုက်ကိုပိတ်တော့မှာငါခဏနေ ပိန်းနေလို့မပိန်းနဲ့ခဏနေရောဆောက်ဆရာဘဘဲဆရာသမီးပြန်အဖြစ်ပေးမှလားဒါမှမဟုတ်ကြိုက်တာရွေးတူရွေးမှလားဘဘဲဆရာသမီးဓာတ်ရတယ်တဘောကြီးပေါ်မှာပေါ့ ဟေးမရဘူး ဒါ ကို မှမ နေ ဟုတ်ဒါမကြိုက်ရင်တူကြိုက်တာတူနဲ့ နေ ထူ တော့မ မှာ တက်ပြတယ်ကိုကကူအသိခံ အော်တူနဲ့ထူချလိုက်ပါမှန်တယ်ခြေထောက်တွေပြောတာ ကိုကကူအသိခံမှာနော် ဘလို့ကွာတေးခံမှာကွာတေးလို့မရဘူး ကိုကကူထိုးတာနေကိုကြောက်တယ်ငါဘကုသူတွေနော် ဘာဘကိုးသူကြဘကိုးသူတိုင်းဟိုမှာဖြစ်ပါတတော့ဟိုမှာဖြစ်တဲ့ဟာ ဟဲ့နေကိုပြောတယ်ဟုတ်ငါဖန်နေတဲ့ဟိုမှာစကားပြောတော့မရဘူး မပြောနဲ့ဟိုမှာသူတို့ရှိမှရေးရကလာပြောနေကိစ္စကို ဟမ် ဟောမှာထောက်ခံတယ်မချစ်တယ်ပြောလိုက်တယ်ဟိုမှာဟုတ်တယ်ချစ်တယ်ပြောလိုက်တယ်ဟင်းတိုင်မျိုးမှာကြိုက်တယ်လို့ပြောလိုက်တယ် no မရှိဘူးဒီမှာနေကိုချစ်တယ်ပြောနေလူတွေလူပေါင်း600ကျော်900ကျော်ချောက်ပါလူချစ်တယ်လို့ဘယ်လိုပြောမလဲချက်ဖို့ကောင်း အရှိမပြောဒီအဲ့ဒါမတတ်သေးသူတို့တတ်သေးငါကသူတို့မတဝိုင်းကိုဖိတ်ကြိုးမှာ no ဘိုးလေ
no ငါကြောက်တယ် မျိုးတော့ခမ်းမှာလေ ငါကြောက်တယ် မျိုးတော့ခမ်းမှာအခုလိုက်ကြည့်တဲ့လူတွေလေလိုက်ကြည့်တဲ့လူမျိုးဝိုင်းပြောပေးကြီးအဖြေရလို့ရှိရင်မှာအခုလိုက်ကြည့်တဲ့600ကျော်မျိုးတော့ခမ်းမှာပါထပ်ပြီးလိုက်ကြည့်မယ်ညစာ ဟဲ့တော်ပြီငါချက်နေဟေးရှာလိုက်တော့ငါချက်နေ အောက်ချမှာလားမချမချနဲ့မပဲ့ဘူး နေတော့တတိခဲ့တယ်နော် အကောင်းပြောတဲ့ဟာဒီမှာတွေ့လာမှာချစ်ဖရန်နဲ့အများကြီးပဲဝင်လိုက်မတွေ့လားဘီယာတဝိုင်းနဲ့ okay ခေဘီယာတဝိုင်းနဲ့မတွေ့လား ဟေး လာကုန်ပြီလှုပ်လိုက်တော့ နေအဲ့လောက်တတိရှိလေငါရန်ကုန်လာအဲ့ဒီလာခဲ့လိုက်ငါဘူးကြောင့် ဆယ်ပေါင်တူ ရန်ကုန်ရွှေတကုန်းရှိပဲ ဆယ်ပေါင်တူယူမှာ အဲ့ဒါလာခဲ့လိုက်နေခေါ်ဒီကတော့မနေဘူးကျွန်တော် ဆယ်ပေါင်တူယူမှာလား9ပေါင်တူယူမှာလားပြောရီးရအဖြေပေးမှာလားအဲ့နှစ်ခုပဲပဲဆရာသမီးတော့တစ်ခါလေးပြောထားတာ ငါဟဲ့တော်အေးစနေတော့နော် ဘယ်ဟိုအေးစနေတော့ ဖုံးပြီးတော့ကွန်ပျူတာမသိတော့ဘူး ရှက်နေသေးတယ်ဟုတ်တယ်ဒီရပါမှန်း ခုန1K ကိုလိုက်က လေးရမရှက်ရအောင် तू ကရှက်900ကျော်တော့ရှိသွားဟိုမတွေ့လားတွေ့လားထောက်ခံတာပြောလိုက်တော့အဲ့ဒါထောက်ခံတာပြောလိုက် ငါဒီနေ့လိုက်လွင့်တယ်လေမင်းနဲ့ပဲရှိကုန်လားမသိဘူးငါဖန်တယ်နဲ့တခုမှမပြောရတော့ဘူးဖြစ်နေနော် မထောက်ခံနေတွေ့လား ငါရန်ကုန်လာတဲ့ကနင်းကငါပြောမယ်နော်နင်းကငါနေအဲ့ဒီကရန်ကုန်လာခဲ့လိုက်ဘိုးနဲ့ရန်ကုန်နေလေးပဲမဟုတ်ငါလာခဲ့ မရဘူးအဲ့ဘကိုးတွေရန်ကုန်ကနောက်မှလာမယ်အရင်ဆုံးဒီမှာအဖြေပေးလိုက်ပြီးရမှာလာတောင်းမှာဟိုပတ်သေးတွေနဲ့အဖြေလာတောင်းမယ် ဟေးငါရှာတော့ရှက်လာပြီဟဲ့ညလာပြီအရှင်တော် မမလေးချစ်တာလို့ပြောလိုက်တဲ့စဉ်းစားလိုက်တဲ့တွေ့တာသူတို့တွေကတော့ပြောနေ အေးစင်နေပါဟေးအေး ရတော့ရှင်နေတဲ့တွေ့လားရတိုက်မယ်ဝိုင်းပြောမှာအခုအဖြေရလို့ရှိရင်အဲ့900ကျော်လို့မျိုးတော်ခမ်းမှာဘီယာလိုက်တိုက်မယ်တော့ဝေးကြီးချစ်တလုံးမေးပြီးတော့တပင်းမှမရှိ ဟေးနင်းမအောက်ကဘောင်းပြောပါလားနင်းကဘောင်းပြောနင်းမဘောင်းပါအောက်ကပြော ပါတော့ဘောင်းမြမပါဘဲနေမလားဟုတ်တယ် အော်မသိဘူးဘောင်းပြောပါလားလို့ ပါတော့ဘောင်းရောလား ဟဲ့တော်ငါ အဲ့ဒါမခံနိုင် ငါရှာတော့မဟဲ့တော် တယ်လည်းပြောတယ်ဟုတ်တယ်အမပြောနေတဲ့ကိစ္စကိုဘယ်နဲ့ရှက်နေ तू ကပဲရှက်ရတယ်ရှိတယ်သူကကြီးကြတာနှိမ့်တိုင်းလို့ကြွရအောင်ကအဲ့ဒီယူကြီးနဲ့ကားလိုက်ဖေးမြောင်းလေးတင်လိုက်မှာအကိတ်တွေပြတော့ကိုကမရတော့ဘူးအဲ့ဘယ်လိုလုပ်မလဲ နင်းကပြောရင်လေ messenger လာပြောပါလားဒီလို live လုပ်နေတဲ့အခါ